မင်္ဂလာပါပရိသတ်ကြီးတမင်းရဲ့အတွင်းနိုင်ငံရေးသတင်းကားပုဂ္ဂိုလ်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ရှင်ပထမအဆုံးသတင်းတစ်ပုဒ်ကတော့အီရန်နိုင်ငံဤဆက်ယုံများအားတိုက်ခိုက်မှုအတွက်အချိန်9ရက်ကြာနောက်ဆုတ်ပေးခဲ့ပြီးအီရန်နိုင်ငံနဲ့ဆွေးနွေးပြောဆိုမှုဟာအလွန်ကိုမှအရာရောက်ခဲ့ကြောင်းသမ္မတဒေါ်နယ်ထရန့်ကပြောကြားဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ဒါအပြင်ချောင်းဝေဖန်ပြေးသူများဖြစ်ကြသည့်တူရကီအီဂျစ်နဲ့ပါကစ္စတန်နိုင်ငံများကလည်းစစ်ပွဲအားအဆုံးသတ်ရန်အတွက်ပြည့်စုံသောဖြစ်ရှင်ချက်များကိုရှာဖွေလျက်ရှိနေကြပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်ကတော့အီရန်နိုင်ငံကအစ္စရေးနိုင်ငံအတွင်းသို့မစ်ဇိုင်းအများအပြားပစ်ခတ်ခဲ့တဲ့အတွက်လေကြောင်းအန်တရဲ့တတိပေးချက်များထွက်ပေါ်ခဲ့ရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ဒါအပြင်သမ္မတဒေါ်နယ်ထရန့်ပြောကြားသလိုဆွေးနွေးပြောဆိုမှုပြုလုပ်နေတဲ့ဆိုတာဟာသတင်းမှားတာဖြစ်ကြောင်းလည်းပြောကြားခဲ့ပါသေးတယ်ရှင်တတိယသတင်းတစ်ပုဒ်ကတော့ပထဝီဝင်နိုင်ငံရေးအရာတင်းမာမှုများမြင့်တက်နေပေမဲ့လည်းတရုတ်နိုင်ငံကတော့တည်ငြိမ်လာသောကမ္ဘာလုံးဆိုင်ရာစီးပွားရေးမိတ်ဖက်ဖြစ်လိုကြောင်းပြောကြားဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ဘေကျင်းဖိုရမ်၌တာဝန်ရှိသူအများအပြားဟာကုန်သွယ်ရေးများပူးပေါင်းဆောင်ရွက်မှုများကိုအလေးပေးပြောကြားခဲ့ပြီးကမ္ဘာလုံးဆိုင်ရာမတည်ငြိမ်မှုများဖြစ်ပေါ်နေစဉ်အတွင်းမှာပဲတရုတ်နိုင်ငံဟာယုံကြည်ရတဲ့စီးပွားရေးမိတ်ဖက်ဖြစ်ကြောင်းပြသလိုတာပဲဖြစ်ပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်ကတော့မြောက်ကိုရီးယားကောင်ဆောင်ကင်ဂျုံအန်ကမြောက်ကိုရီးယားနိုင်ငံ၏နောက်9နှစ်ကြာစီးပွားရေးအစီအစဉ်အားချပြခဲ့စဉ်အတွင်းမှာပဲနိုင်ငံ၏နျူကလ িয়ার လက်နက်ထုတ်လုပ်ရေးဟာပြန်လည်နောက်ဆုတ်စရာအကြောင်းမရှိကြောင်းကြေညာခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ပါလီမန်အားနျူကလ িয়ার လက်နက်ထုတ်လုပ်ရေးဟာနိုင်ငံလုံခြုံရေးအတွက်အလွန်အရေးပါကြောင်းပြောကြားခဲ့ပြီးစစ်ရေးအတွက်နိုင်ငံဗန်ဒါများကိုလည်းတိုးမြင့်သုံးစွဲသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသေးတယ်ရှင်နောက်ဆုံးသတင်းတစ်ပုဒ်ကတော့စစ်သား130ဦးတင်ဆောင်ထားတဲ့ကိုလံဘီယာနိုင်ငံ၏စစ်တပ်ပို့ဆောင်ရေးလေယာဉ်တစ်စီးဟာမြေပြင်မှာပြန်တက်ပြီးနောက်မိနစ်အနည်းငယ်ကြာမှပဲပြတ်ကျခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ယခုလိုပြတ်ကျခဲ့မှုကြောင့်လူ66ဦးသေဆုံးခဲ့ရပြီးလူ4ဦးမှာပျောက်ဆုံးနေဆဲဖြစ်ကအာဏာပိုင်များကတော့ကယ်ဆယ်မှုများကိုဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်ရှင်